္ဂလာပါဒီနေ့ကတော့ကျွန်တော်အရန်ကြိတ်တဲ့ဂျပက်တုတ်ကိုဘယ်လိုတုတ်ရမလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ပထမဆုံးကြက်သားကိုပြုတ်ဖို့အတွက်အစင်းနဲ့ပြင်ထားပေးပါကျွန်တော်ကတော့ကြက်ရီခွန်ကိုတီတန်စားချင်တာမလို့တီတန်လေးဖယ်ထားတာပါဗျာနဲ့ဒီရှာလေးနေပြီးတော့ရေ3ထပ်လောက်ဆေးပေးပါဗျာဒါလေးကတော့စက်သားတုံးမှာမပါမဖြစ်တဲ့ရေဆေးတန်စင်ပြီးသားကြက်ချတော့ကြက်သိမ်းမြစ်လေးကိုစားနွင်းနေပြီးတော့15မိနစ်ခန့်နှာထားပေးပါဗျာကျသားကိုလည်းစားနွင်းတီရှာလေးနေပြီးတော့15မိနစ်ခန့်နှာထားပေးပါပြီးရင်တော့ညတော့ကရေစိမ်ထားတဲ့ကလာဘဲကိုကျိတ်စင်းနဲ့တီရှာလေးကျိတ်ထားပေးပါဘဲရီအတွက်မွေးပဲစိမ့်မုံကိုအသုံးပြုထားပါတယ်ပဲစိမ့်မုံကိုရေတစ်ခွက်ထည့်ပြီးတော့တေချာလေးနှမ်းစားအောင်မွေထားပေးပါအားလုံးအစင်သင်ဖြစ်ပြီးဆိုရင်စက်သားနဲ့တွဲစားဖို့ကလာဘဲကိုအရင်ယူထားပေးပါတေချာမွေပြီးပြီဆိုရင်မိချော်ပြီးတော့အဖုံးလေးအုပ်ထားပေးပါကလာဘဲကဒီအနေထားရောက်ရင်ရှာထားလို့ရပါပြီပြီးရင်တော့နှာထားတဲ့ကြက်သားကိုကြက်တင်ဖြူကျင်းနာပွင့်ရေခွဲခံထည့်ပြီးတော့ပြုတ်ထားပေးပါကြက်သားပြုတ်ထားတဲ့အချိန်မှာချော်ရွယ်ရုပ်သီးကျက်သွင်းကြီးကော်ဖီထုတ်တို့ကိုအစင်သင်းပြင်ထားပေးပါဗျာကျက်သားကိုမိနစ်20ခန့်ပြုတ်ပြီးရင်အကျဉ်းမြန်နဲ့ကြက်ရခုကြက်ချီတော့ကြက်သိမ်းမြစ်ကိုအရင်ဆုံးဆယ်ထားပေးပါဗျာကြံသေးတဲ့ကြက်သားကိုဒူလေးနဲ့ကြက်မကြက်စမ်းပြီးသွားရင်ကြက်ပြီဆိုရင်ဆယ်ထားလို့ရပါပြီဗျာကြက်သားပြုတ်ပြီးတော့ကြံတဲ့အီကိုဇောနာကပြုတ်ထားတဲ့ကလာဘေးတွေကိုရောပြီးပါဗျာအားလုံးအစင်သင်းကြည့်ပြီးဆိုရင်ကြက်ပဲတုပ်လေးစားတုပ်လို့ရပါပြီဗျာအခုဆိုရင်အရန်ဆက်လို့ကောင်းတယ်ဂျပက်တုတ်လေးရပါပြီဗျာ